Hello ဒါကတော့မွေးငါချက်စားတာလေးကိုဘလော့လေးရိုက်ထားတာပေါ့နော်အရင်ဆုံးငါးတဲ့ရွှေငါးသုံးထားတာပေါ့နော်ငါးတဲ့စပလင်းရယ်ဂျင်းရယ်ချစ်သွန်မျိုးရယ်ထောင်းထားတာထည့်တယ်ပြီးရင်ငါပြားရည်ထည့်တယ်အချုံမိုးကတော့ဒီတစ်ခါပဲသုံးတယ်ပေါ့နော်အချုံမိုးထပ်မထည့်တော့ပါဘူးအိုးအများကြီးလို့ပေါ့နော်ပြီးရင်ရေမြုပ်အောင်ထည့်ပြီးတော့ငါးပြုတ်လိုက်တယ်ပေါ့နော်ပြီးတော့အရေတက်ခွဲထည့်လိုက်တယ်ပြီးလို့ရှိရင်အိုးတဲကိုပဲစိန်ထားတာထည့်တယ်ပြီးတော့ငါးပြုတ်ထည့်တယ်ငပိစိမ့်စားလေးထည့်လိုက်ပါတယ်ထည့်ပြီးတော့ပဲပြုတ်နေတဲ့အတွင်းမှာပေါ့နော်လိုအပ်တာတွေအကုန်လုံးကိုပြင်ဆင်ထားပါတယ်အကုန်လုံးပေါ့နော်ငပြောဥပါစာအကုန်လုံးပြင်ဆင်ထားတယ်အကုန်လုံးပြင်ဆင်ထားပြီးငါကလည်းပဲပြုတ်တာလည်းနူးဝါးကြီးပေါ့နော်နူးဝါးကြီးဆိုလို့ရှိရင်စီတက်ပါမယ်အဖြူအနီရယ်ငရုတ်ကောင်းရယ်စပလင်ရယ်ထောင်းထားတာလေးပါပြီးရင်အယောင်တင်မုံလေးထည့်ပါတယ်အယောင်တင်မုံထည့်ပြီးတော့အနက်မွေးလာပြီဆိုရင်ငါးပြုတ်ထားတာနှွင်ထားတာလေးပေါ့နော်ထည့်တယ်ထည့်ပြီးတော့ငါးပြုတ်ကိုကြည်တဲ့အထိပေါ့နော်ထည့်တယ်ပြီးလို့ရှိရင်အဲ့စီတက်တဲ့ထဲမှာထညက်ပေါ့နော်ထညက်ထည့်ထားတယ်ထညက်ထည့်တာတော့ဗီဒီယိုထဲမှာမပါတော့ပါဘူးငါးစီတက်တဲ့အနံ့လေးမှုေးလာပြီဆိုရင်ပဲပြုတ်တာကြည်နေတဲ့ဟာလေးထည့်တယ်ပြီးရင်ငါးစီတက်တဲ့ဟာလေးထည့်တယ်ပေါ့နော်ပြီးရင်ကြက်သွန်အနီအလုံးကြီးတွေခွာထားတာတွေထည့်လိုက်ပါတယ်ထည့်ပြီးတော့ငါးနဲ့ပဲနဲ့ပြုတ်ထားတဲ့အရေထည့်တယ်ပြီးရင်တမအောင်ရောမှုေးလိုက်တယ်မှုေးပြီးရနဲ့ရေနည်းနည်းထပ်ထည့်ပြီးတော့သူတို့တွေကိုစူအောင်တည်ထားလိုက်တယ်ပေါ့နော်ငပြားရည်လည်းတုံးတယ်ပေါ့နော်ငပြားရည်ပဲမွေးငါရဲ့အသက်ကငပြားရည်လို့ပြောလို့ရတယ်ပေါ့နော်ငပြားရည်ကောင်းရင်မွေးငါကောင်းပါတယ်ပြီးရနဲ့စူလာပြီဆိုတာနဲ့ငပြောဦးလေးတွေထည့်လိုက်ပါတယ်ငပြောဦးကအရန်ကိုနှုတ်ရပေါ့နော်မနေ့ကမှအပင်ကနေပြီးတော့ကိုယ်တိုင်ခုတ်လာတာပါလုံးဝမှုေးတယ်မှုေးပြီးတော့ကြက်တော်နီတွေနူးလာပြီပြီးတော့ငပြောဦးလေးတွေစားလို့ရပြီဆိုလို့ရှိရင်တော့ဟင်းရချလို့ရပါပြီပေါ့နော်ဟင်းရတော်တော်အယောင်လဲလာတယ်ဒီကဟင်းကတော်တော်ကောင်းတယ်ပေါ့နော်ကိုယ်တိုင်ချက်တာဆိုတော့ထညက်အရသာအချုံမုံလည်းတိတ်မတုံတော့ပဲအရသာနဲ့ယူလာတယ်ပေါ့နော်ဘူးသီးကြော်လည်းအိမ်မှာကိုယ်တိုင်ကြော်တာပါဒါပေမဲ့ဘူးသီးကြော်တာတော့ဗီဒီယိုထဲမှာမပါသွားတော့ပါဘူးအရွက်အစုံလေးနဲ့ပကံအကြီးဆုံးနဲ့စားပါတယ်အိမ်ကလူတွေအရန်ကြိုက်ကြပါတယ်ဝိုင်းစားကြည့်ကြလှုပ်စားကြည့်ကြပါဘောနော်ဒါတော့ကျမယောက်ျားပါဒါကတော့ကျမရောင်မပါအိမ်ကလူတော်တော်အားပေးပါ